ဒီနေ့ကတော့ဆူရှီသွားစားခဲ့တာဖြစ်ပါတယ်။ဆိုင်ရဲ့နာမည်ကအိုဆူရှီဖြစ်ပါတယ်။သူကတောင်ကလာတန်တုမာလမ်းမကြီးပေါ်မှာရှိတာဖြစ်ပါတယ်။ဒါကတော့ဆိုင်ထဲဝင်ခြင်းပေါ့နော်။ဟိုရှောက်ရိုက်တီရှောက်ရိုက်ဖြစ်ပါတယ်ရှင်။သူကနှစ်ထပ်ရှိတဲ့ဆိုင်လေးဒါကအပေါ်ထပ်ပါ။အပေါ်ထက်ကခုံနေရတော့ပူထိုင်လို့ကောင်းပါတယ်။ဆိုင်မှာရွေးစရာ2မျိုးရှိတယ်သူကဘူဖေးစားလို့လည်းရတယ်ဒါမဟုတ်ရင်လည်းမစားနိုင်ရင်အလာကတ်စားလို့လည်းရတယ်ဒါတော့သူရဲ့တပွဲချင်းမီနူးစာအုပ်ပေါ့နော်ဘာစားရမှန်းမသိလို့စဉ်းစားရခက်နေရတဲ့မီနူးကိုတော့အဆုံးထိကြည့်လိုက်တယ်ပြီးတော့လည်းဘူဖေးပဲရွေးလိုက်တာပါဒါတော့ဘူဖေးမှာပါတဲ့မီနူးတွေပါဒီပုံထဲကဟာတွေကိုကြိုက်တဲ့လောက်မှစားလို့ရပါတယ်။သူအချိန်နဲ့အကန့်အသတ်မရှိတော့အဆင်ပြေပါတယ်စားရတာ။ဒါတော့ဘူဖေးမီနူးကတ်ထဲကမှာထားတဲ့ဟာတွေပေါ့နော်။တစ်ခုချင်းလာချပေးရဖြစ်ပါတယ်။ဒါတော့ဟန်နီစားပြီးစားပါပြီ။ဟန်နီနဲ့မီနူးတွေတစ်ခုချင်းတော့မမှတ်မိတော့ဘူးပေါ့နော်နာမည်တွေကဘာလို့လဲဆိုပုံလေးပြထားတော့ပုံလေးပဲလက်ညှိုးထိုးပြီးတော့ဒါယူမယ်ဆိုပြီးတော့ပဲမှားထားဖြစ်ပါတယ်ဒါကတော့စာပါ9ဖြစ်ပါတယ်အခုဒါလေးကပစွန်တမ်ပူရာကြောဖြစ်ပါတယ်ဒါလေးကတော့လွယ်တော့မှတ်မိတဲ့နာမည်ပြီးတော့ဟနီစာပါ9ထပ်စားတယ်စာပါ9ခင်ကတော်တော်လေးဆင်ပြေတယ်အကောင်လည်းမသေးဘူးအနေတော်ပဲပေါ့နော်ဟနီတယောက်တည်းကို2ကောင်ခွဲလောက်ဟနီစားခဲ့တယ်ပြီးတော့သူကဆူရှီအပြင်ဖတ်ထုတ်တွေလည်းပါတယ်ဒါကတော့ဖတ်ထုတ်ကြော်ပေါ့နော်ဖတ်ထုတ်ကြော်လည်းမစိုးပါဘူးဒါပေမဲ့နည်းနည်းလေးတော့မာဝါသလိုတော့ခံစားရတယ်သူ့မှာထူးခြားတာကဒီလဒီဇင်ဘာ31ရက်နေ့ထိတဲ့ promotion လေးရှိတယ်ပြောတယ်။သူက4ယောက်buffet ကိုပေါ့နော်4ယောက်လာစားရင်3ယောက်စာပဲပေးစရာလိုတယ်။5ယောက်စားမယ်ဆို4ယောက်စာပဲပေးပေါ့နော်အဲ့လိုမျိုး4ယောက်ကနေစားပြီးတော့ promotion ကို1ယောက်လျှော့ပေးတဲ့နှုန်းလေးနဲ့လာစားလို့ရပါတယ်တဲ့။အဲ့နဲ့နေတော့လည်းပျော်ပြီးတော့အများကြီးစားခဲ့ပါတယ်ရှင်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။